တွေ့မှာလေကျွန်တော်ရေပေးမှာပေါ့နော်ဒုက္ခရောက်နေကြတယ်ပြည်သူတွေအတွက်ကျွန်တော်တို့ကိုကျွန်တော်စာလေးဆောင်ပို့ပေးခြင်းနဲ့အဲ့အတွက်ကျွန်တော်တငယ်ချင်းထံသို့ပြီးစားဆိုတဲ့တခြင်းအဖြစ်ကျွန်တော်အားပေးခြင်းနဲ့လူတိုင်းမှာရှိပါတယ်ချုပ်ဆုံးရမယ်လူဘဝရဲ့အခိုင်တခဏတာဧည့်သည်ပဲငိုပြီးရင်တစ်ခါပြန်ရှိရမယ်ရှိပြီးရင်တစ်ခါပြန်ငိုရမယ်ဘဝအလဲလဲနေပါပဲတကယ်ချင်းဖြစ်ပြီးရင်ပြတ်မှာပဲတာလူဘဝသဘောတွေပဲဒုက္ခအလုံးတလဲစီရှိတယ်ဖြစ်လာတဲ့ဘေးပြေတွေလိုက်ရုံပဲဘယ်တော့မှတူထောက်ရှုံးမပေးနေအတင်းထားပေါ်ဘဝဟာတိုင်းပွေးပဲအခါကစိတ်ပြန်ဘဝကိုရှုံးမပေးလိုက်ပါနဲ့လူတွေဟာကဲရဲ့ချီးမွမ်းလေကိုနေရချိုးစကားတွေမနာပိတ်ထားဘဝကိုအကောင်းဆုံးမရတီပြမင်းလုံးနိုင်တဲ့တကယ်ချင်းဘဝကိုအရှုံးမပေးပါနဲ့ဘဝဆိုတာအနေတလဲအမြင့်တလဲအကွေးကောက်တွေတကယ်ကိုများတယ်ချန်စီတိုင်းဖြစ်မလာတဲ့ခါမစိတ်မပြတ်ပါနဲ့လူဆိုတာလေးချတတ်ပါတယ်ဒါပေမဲ့အဆုံးထိမရောက်စေနဲ့မင်းကြိုးစားပြီးတော့အချိန်ချင်းပြတ်ထားနိုင်တယ်ဖြစ်ပြီးရင်ပြတ်မှာပဲဒါလူဘဝသဘောတွေပဲဒုက္ခအလုံးတလဲစီရှိတယ်ဖြစ်လာတဲ့ဘေးပြေတွေလိုက်ရုံပဲဘယ်တော့မှတူထောက်ရှုံးမပေးနေအတင်းထားပေါ်ဘဝဟာတိုင်းပွေးပဲတခါကစိတ်ပြဘဝကိုရှုံးမပေးလိုက်ပါနဲ့လူတွေဟာကဲရဲ့ချီးမွမ်းလေခွန်ရဲ့တချို့စကားတွေမနာပိတ်ထားဘဝကိုအကောင်းဆုံးမရတီပြမင်းလုံးနိုင်တဲ့တကယ်ချင်းဘဝကိုအရှုံးမပေးပါနဲ့ဘဝဆိုတာအနေတလဲအမြင့်တလဲအခွေကောက်တွေတကယ်ကိုများတယ်ချန်စီတိုင်းဖြစ်မလာတဲ့ခါမစိမ့်မပြတ်ပါနဲ့လူဆိုတာလေးချတတ်ပါတယ်ဒါပေမဲ့အဆုံးထိမရောက်စေနဲ့မင်းကြိုးစားပြီးတော့အချိန်ချင်းပြန်ထားနိုင်တယ်ဘဝဆိုတာအနေတလဲအမြင့်တလဲအခွေကောက်တွေတကယ်ကိုများတယ်ချန်စီတိုင်းဖြစ်မလာတဲ့ခါမစိမ့်မပြတ်ပါနဲ့လူဆိုတာလေးချတတ်ပါတယ်ဒါပေမဲ့အဆုံးထိမရောက်စေနဲ့မင်းကြိုးစားပြီးတော့အချိန်ချင်းပြန်ထားနိုင်တယ်မင်းလဲချရင်ငါသူပေးမေငါလဲရင်ပေးပြန်သူပေးဖို့
ချင်းနဲ့တို့ဘဝနဲ့လာရနာပဲမချိုးစားပြီးတော့အချိန်ချင်းပြန်ထားနိုင်တယ်အားလုံးကြည့်ပြီးများတင်ပါတယ်